ရန်ကုန်တိုင်းစမ်းချောင်းမြို့နယ်အတွင်းမီးစက်နိုးပြီးအေယာကွန်300ကနေမိသားစုဝင်၄ဦးစလုံးတေဆုံးသွားခဲ့တယ်လို့သိရပါတယ်။မေလ1ရက်နေ့နနက်ပိုင်းမှာစမ်းချောင်းမြို့နယ်ရွှေလောင်လန်းအမှတ်44လေးလွှာအေတိုက်ခန်းကနေအပုပ်နှံ့နေထွက်နေတာကြောင့်ပတ်ဝန်းကျင်ကသက်ဆိုင်ရာကိုအကြောင်းကြားခဲ့တယ်လို့ဆိုပါတယ်။သက်ဆိုင်ရာလူကြီးတွေနဲ့ရဲတွေရောက်ရှိလာပြီးအခန်းပွင့်ကြည့်ရမှာတော့မိသားစုဝင်၄ဦးနဲ့အတူခွေးကလေးတစ်ကောင်မှတေဆုံးပြီးတေဆုံးနေတာရက်အတော်ကြာနေပြီဖြစ်တယ်လို့သိရပါတယ်။အခန်းတွင်အခြေအနေအရအဆိုပါတိုက်ခန်းရဲ့နောက်ဖေးတန်းမှာဗီဇက်တစ်လုံးထားရှိတာကိုတွေ့ရှိရပြီးအခန်းတစ်ပါးတွေနဲ့အကုန်ပိတ်ထားတယ်လို့ဆိုပါတယ်။မီးစက်မောင်အေယာကွန်ဖွင့်အိမ်ယာကနေကာဗွန်မိုနောက်ဆိုက်တွေရှူမိပြီးအဆိပ်သင့်ပြီးတေတာဖြစ်ကြောင်းနဲ့ယခုလိုဖြစ်သွားတာကကြံတဲ့ပြည်သူတွေအတွက်လည်းသတိထားစရာဖြစ်ကြောင်းကယ်ဆယ်ရေးသမားတို့ကလည်းပြောဆိုထားပါတယ်။ MNDAA နဲ့ TNLA မြောက်ပိုင်းညီနောင်မဟာမိတ်3ဘွဲကအပြစ်အခက်ရက်စဲရေးကာလကိုတလထက်မှန်တက်တန်းတိုးလိုက်တယ်လို့မေလ1ရက်နေ့ညပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်။မတ်လ28ရက်နေ့ကမြန်မာနိုင်ငံမှာလောက်ခတ်ခဲ့တဲ့ပြင်အား9.9အဆင့်ရှိအင်အားအလွန်ကျင်းငလျင်ကြီးနဲ့နောက်ဆက်တွဲငလျင်ငယ်တွေကြောင့်ပျက်စီးဆုံးရှုံးသွားရတဲ့အဆောက်အုံတွေကိုရှင်းလင်းဖယ်ရှားဖို့ငလျင်အပျက်စီးအဆောက်အုံတွေကြားအသက်ရှင်ကြံရစ်နေတဲ့လူနဲ့တိမ်မွေးတိရစ္ဆာန်တွေကိုရှာဖွေကယ်ဆယ်ရေးလုပ်နိုင်ဖို့အတွက်အပြစ်အခတ်ရက်စဲရေးကိုမေလ1ရက်ကနေမေလ31ရက်နေ့ထိထပ်မံတက်တန်းတိုးကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မြောက်ပိုင်းညီနောင်မဟာမိတ်3ဘွဲအနေနဲ့စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာမိမိကိုယ်ကိုခုခံကာကွယ်တဲ့တုံ့ပြန်မှုမျိုးကလွဲပြီးစတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုးပြုလုပ်မှာမဟုတ်ကြောင်းလည်းပါဝင်ပါတယ်။တရုတ်နိုင်ငံကူမဲမြို့မှာတရုတ်ကကြားဝင်စီစဉ်ပေးခဲ့တဲ့ဆွေးနွေးပွဲအတွင်းစစ်ကောင်စီရဲ့တောင်းဆိုချက်တွေကိုတအောင်တက်မတော် TNLA ကလက်မခံပဲပယ်ချခဲ့တယ်လို့ဒီကနေ့မတ်လ2ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ဆွေးနွေးပွဲကိုဧပြီလ28ရက်နေ့နဲ့29ရက်နေ့2ရက်တာပြုလုပ်ခဲ့တာဖြစ်ပြီးစစ်ကောင်စီဘက်ကဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ TNLA ဘက်ကဒုတိယဗိုလ်ချုပ်ကြီးတားချုပ်ကြားဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ဆွေးနွေးပွဲမှာစစ်ကောင်စီကနောင်ချိုကြောင်မဲတီဘောမိုးကုတ်မုံမိတ်စတဲ့ဒေသတွေကနေပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့နန်းဆက်နဲ့မန်တုံမြို့နယ်အတွင်းထီကို TNLA တပ်ဖွဲ့တွေအားလုံးပြန်လည်ဆုတ်ခွာပေးဖို့တောင်းဆိုလာတယ်လို့ထုတ်ပြန်ချက်ရသိရပါတယ်။အဆိုပါတောင်းဆိုချက်တွေကို TNLA ကိုယ်စားလှယ်တွေကသဘောမတူနိုင်တာကြောင့်နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှုထက်ဆင့်မတိုးနိုင်သေးပဲနှစ်ဖက်အပြစ်ခက်ရက်စဲနိုင်ဖို့အတွက်လာမယ့်ဩဂုတ်လမှာထပ်မံတွေ့ဆုံမှုသဘောတူခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ရခိုင်ပြည်နယ်ညောင်ဦးနဲ့ကြောက်တော်မြို့မှာရှိတဲ့စစ်ဘေးရှောင်စခန်းနှစ်ခုကပြည်သူတွေကိုအာရခတပ်တော်အင်ကသူတို့ရဲ့မူလနေထိုင်ရာကျေးရွာတွေမှာပြန်လည်နေရာချထားပေးလိုက်ပြီလို့လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးယုံ HDCO ကဒီကနေ့မေလ2ရက်နေ့မှာထုတ်ပြန်ပါတယ်။နေရက်ပြန်ဖို့ပေးခဲ့တဲ့စစ်ဘေးရှောင်တွေကတော့ညောင်ဦးမြို့နယ်ကာယာတောင်စခန်းကအိမ်ထောင်စု18စုနဲ့ကြောက်တော်မြို့နယ်ညောင်ချောင်းစခန်းကအိမ်ထောင်စု31စုတို့ဖြစ်တယ်လို့ထုတ်ပြန်ကြရသိရပါတယ်။နေရက်ပြန်ဖို့တဲ့လုပ်ငန်းစဉ်ကိုအာရခပြည်သူအစိုးရအဖွဲ့ရဲ့ DLEPS HDCO နဲ့တခြားသက်ဆိုင်ရာဌာနတွေပူးပေါင်းပြီးလုံခြုံရေးစီမံနေချမှတ်ကာကားတွေနဲ့လိုက်ပါပို့ဆောင်ပေးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မိဖို့ကြောင့်သုံးပစ္စည်းတွေစောင်းအဝင့်ထန်တဲ့တကိုယ်ရည်သုံးပစ္စည်းတွေအမိုးကားရဲ့အပြင်ဟင်းဒီရက်တွေပါကူညီထောက်ပံ့ပေးခဲ့တယ်လို့နေရပြန်စတေးရှောင်းတို့ကလည်းပြောဆိုထားပါတယ်။